မင်္ဂလာပါရှင်။နာနန်းတော်ဘုရားမြင့်မို့ပဲဖြစ်ပါတယ်ရှင်။ဒီနေ့ပြောပြပေးမှာတော့မြင်ဝင်မယ်ဆိုရင်တခြားမဲ့ချက်တွေကမမေဥပိုင်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။မြင်ဝင်မယ်ဆိုရင်ဘာဆိုင်မှုရှိလဲဆိုတာကိုအရင်ဆုံးကြည့်ရမှာပေါ့နော်။ဥပမာမှာလို့ရေးထားတာတွေ့ရင်မဝင်တင်ပေါ့နော်။ဆိုတဲ့အခေါ်ကမမေဥပိုင်လို့ခေါ်တယ်။မမေဥပိုင်ကနေအမြဲဥပိုင်6ပြီးမှပုံစံကို6လို့ရတာပေါ့နော်။မမြဲဥပိုင်ကနေပုံစံကို6လို့ရအောင်ရှင်း။မမြဲဥပိုင်ကနေအမြဲဥပိုင်6လို့ဆိုရင်အမြဲမှာအပင်4နှစ်ကနေ9နှစ်ထိဆိုင်ရမှာပေါ့နော်။အမအဲ့မြေဟာဒီနေ့ခံမှာပြီးတော့ဌာနဆိုင်ရာရဲ့လုံထုံးလုံနည်းအညီဖြစ်မှဒါပုံနေစီပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။တချို့တွေကမြေကွက်ရောင်ရေးပိုင်ဆိုင်မှုအနေနဲ့105ရှိတယ်ပြောင်းကြတယ်ရှင်105ဆိုတာပိုင်ဆိုင်မှုမဟုတ်ပါဘူးရှင်105ဆိုတာဟာဒီနေရာသတ်မှတ်ထားတဲ့မြေပုံမှာမြေပိုင်ကြောင့်အမခံချက်အဖြစ်သတ်မှတ်ထားတဲ့ခါရမဟုတ်ပါဘူးရှင်ပုံစံကိုဆိုတာကလည်းဈေးဆိုင်ကနေဝယ်တဲ့စာချုပ်နဲ့ချုပ်ရတာမဟုတ်ပါဘူးရှင်ပုံစံကိုဆိုတာကနေဆိုင်ဖို့ကအိမ်ဆောင်နေလို့မရတယ်လို့တွေးတမ်းမှုလို့လည်းမရပါဘူးရှင်အခုတော့လို့ရှိရင်ပုံစံခွန်ကနေအခြားနည်းအသုံးပြုခွေးချောင်းမှာပဲဖြစ်ပါရဲ့ရှင်အခုတော့အခြားနည်း6ထားလဲဆိုပြီးတော့ပြောင်းကြတယ်ရှင်အခြားနည်း6ထားတော့အားတာလဲဆိုပြီးတော့အားတာလဲဆိုပြီးပြောင်းကြတယ်ရှင်မကြတည်တော့လေယာဉ်မြင့်ထဲမှာပဲအကျုံးဝင်လုံးလဲဆိုတာကိုအလေးမခံရဖို့ဗဟုသုတအဖြစ်နှောက်ပေးလိုက်ပါတယ်ရှင်အခြားတည်လို့လည်းအကြောင်းအရာတွေရှိရင်လည်းကွန်မန့်မှာမေးတော့လို့ရပါတယ်ရှင်အဆုံးကြည့်ကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်